နံပါတ်1နှစ်သက်ခံရခြင်းထက်လေးစားခံရခြင်းကိုဦးစားပေးပါပထမဆုံးချက်ကတော့အရေးကြီးရဲ့မိကွန်းမှာလူတွေရဲ့နှစ်သက်မှုကိုလိုချင်တာလားလေးစားမှုကိုလိုချင်တာလားကျမဟာအရင်ကဆိုရင်လူချစ်လူခင်ပေါများအောင်လုပ်တတ်တဲ့သူပါဒါပေမဲ့လွန်ခဲ့တဲ့10စုနှစ်တစ်ခုကနေစပြီးကျမဟာနှစ်သက်ခံရခြင်းထက်လေးစားခံရခြင်းကိုရွေးချယ်ခဲ့ပါတယ်သင်ဟာဘယ်အရာကိုလိုချင်လဲဆိုတာမသိရင်အမှားယွင်းနေဖြစ်တတ်ပါတယ်လူတွေကိုကျေနပ်အောင်လှုပ်ချင်စိတ်ကနေတန်ဖိုးမရှိတဲ့လူတွေရဲ့ကျေနပ်မှုကိုလိုက်ရှာမိတတ်တယ်သူတို့နဲ့မတူတာကိုသိပေမဲ့နှစ်သက်ခံရဖို့အတွက်မသင့်တော်တဲ့အပြုအမူတွေကိုငြိမ်ခံလိုက်ရောနေမိတတ်တယ်ဒါကိုမှတ်ထားပါသင်ကိုပထမဆုံးလေးစားရမယ့်သူဟာသင်ကိုယ်တိုင်ပါပဲအခုသင်အချိန်ဖြုံးနေတဲ့သူတွေကသင်ရဲ့ကိုယ်ပိုင်တန်ဖိုးတွေနဲ့လျော်ညီမှုရှိရဲ့လားသူတို့ရဲ့နှစ်သက်မှုကိုရဖို့အတွက်ကိုလေးစားရမယ့်အလုပ်တွေကိုမဆုံးလွတ်လိုက်ပါနဲ့